ရောက်နေတာကပုတ်ပါတောင်ဥယျာဉ်တွေကဆန်ကူတောမှာရောက်နေတာဒီတောလေးကိုကျမတို့ Royal View Point Hotel ကနေပြီးတော့10မိနစ်လောက်မောင်းလာရုံနဲ့ဒီတောလေးကိုရောက်တာဒီတောထဲမှာကြည့်လိုက်စမ်းရွှေသမင်လေးတွေလည်းရှိတယ်ဆက်တွေလည်းရှိတယ်သွားတော့စားသားကြည့်ကြောက်ကြောင်တွားမသာသနာငါးတော်ပြည့်အောင်စွမ်းဆောင်စပူတောင်နဲ့ရဝိစာထိတ်ခေါသာသနာငါးတော်ပြည့်အောင်စွမ်းဆောင်စပူတောင်နဲ့ရဝိစာထိတ်ခေါကိုကိုဆောင်တိတ်တိမဟိတ်တိမရိတ်တိတို့တဲ့စွမ်းတဲ့ခါပြောင်းပဲစရာလုံးနေစိတ်စရာအဖေကဆန်းထဲမှာအလုံလုံနေတဲ့အချိန်မှာအမျိုးသမီးပြောင်းနဲ့ကလေးပြောင်းနဲ့လက်ဆိုပြီးလာတော့အဘဒီဆန်းထဲမှာကြောက်ကြရှိလားအဖေကရှိတယ်သမီးလိုက်ပြမယ်နဲ့ဆိုလိုက်ပြလိုက်တော့ခါကြတော့ညာပဲနဲ့ဆိုတော့အဘကြီးဒီကြောက်ကြတာမင်းညောင်ရကြောက်ချတော့မဟုတ်ဘူးအဘဘုံမင်းကအသက်ရှိရှင်ရှားတော့တရားဆိုင်နဲ့ကြောက်ကြအဲ့လိုပြောတာကျမပြောင်းနေတဲ့နေရာလေးကဘာဘုံမင်းကောင်ရှိတင်ပါတော့ဖျားရှိနေတဲ့ကြောက်ချာလေးဖြစ်ဒီကြောက်ချာကြီးရဲ့အောက်ကနေပြီးတော့ဒီရေလေးစိတ်နေတာပဲဒီကခါမှလည်းဟောဖတ်ပဲနဲ့ရက်နေတာလားဒီကသူကဒီလိုသိစင်းနေတာဒီရဲ့ကြောက်ချာကိုမတို့ငါရဲ့ဒီဖိုင်ဆက်တဲ့ကနေ15မိနစ်လောက်မှန်းလာတယ်နေရာလေးကိုရောက်ပါတယ်ဒါလည်းကြောက်လို့လည်းပြီးတော့ပါလေအဘအောင်မင်းငေါတို့အဘပွဲမပြစ်မကွက်တမ်းမဲရောက်ရအောင်ပထဆက်တိုက်ဆက်တက်ဆက်များလမ်းနဲ့ညနေကြွားမင်္ဂလာပါပြည့်တက်ကြီးရေဒီဟာကတော့မဟာကတ်ထွားလိုက်လို့ခေါ်ပါတယ်ကျမတို့ Royal View Point Hotel ကနေ5မိနစ်လောက်ကားမောင်းလိုက်အောင်နဲ့ဒီကတ်ထွားလိုက်ကိုရောက်တာဒီကတ်ထွားလိုက်ကြီးရဲ့အထဲထဲမှာဆိုရှင်လေကား130နဲ့တစ်ချက်တောင်ရှိတယ်ရမ်းပါပြောစရာစနဝဝေရဲ့သူ့ဘုရားအခဲနဲ့မြင်မပြည့်ရောက်နေပါဒီတော်ဝင်အောင်ဝဲ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 အောင်စွမ်းဆောင်စပူတောင်နဲ့ရဝိစာထိတ်ခေါကိုဆောင်တိတ်တိမဟိတ်တိမရိတ်တိတို့တဲ့စွမ်းတဲ့ခါပြောင်းအောင်စေပဲစီအားလုံးနိုင်စေစိတ်စရာအောင်တစကန်ဝေပွင့်အောင်တန်းတန်းဝေပွင့်အောင်တစကန်ဝေပွင့်အောင်တန်းတန်းဝေပွင့်အောင်အစွမ်းပြတို့ဘာဘုံငောင်းအောင်ဝဲဒီတော်ဝဲ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 အောင်ဝဲဘာရဲ့ဒီဘက်ဟိုတယ်ရဲ့ဘန်လိုလေးတွေကလေရမ်းလို့ချစ်စရာကောင်းတယ်ဟိုတယ်တွေကနေပြီးတော့မှပုတ်ပါတောင်မာကြီးနဲ့တောင်ကလပ်ကြီးကိုတန်းပြီးတော့မြင်ရပြီးတော့
နောက်ပဲအိတ်တဲ့အခါလဲဒီပုပ်ပားတောင်ကလာကြီးတဲ့တောင်မကြီးကိုခေါင်းအောင်ပြီးအိတ်နေကြပြီလေအရန်စိတ်ကိုကြည့်ပြီးအများတော့ဧည့်သည်လာတဲ့ခါမှာလုံလုံလောက်တက်ရအောင်ဆိုပြီးတော့မှအခုလက်ရှိစောင့်နေတဲ့ဒီအဆောက်အုံကြီးကို36ခန်းပြီးစီးတော့မှဖြစ်ပါတယ်အဲ့ဒါခါကျတော့နောက်နေ့တကြောင်ရှိအမားထွက်ပေါ်လာတဲ့ဧည့်သည်တွေအဆင်ပြေစွာနဲ့တက်တောင့်တက်တာနားနေနိုင်အောင်ဆိုလို့ပြီးတော့မှစောက်လုပ်ထားတာဖြစ်ပါတယ်So me